ခုနှစ်ရက်သားသမီးမိတ်ဆွေများအားလုံးမင်္ဂလာပေါင်းနဲ့ကျေးဇူးနိုင်ကြပါသည်ဆရာစီမှာလူငယ်များအချီးရင်းနဲ့ငွေရေးကြီးကိစ္စတွေများကိုအမေးများနေတဲ့အတွက်ဆရာဒီနေရာကနေမဟာဘုတ်အကျွင်းကဏ္ဍဖြင့်လူငယ်များအတွက်အချီးရင်းနဲ့ငွေရေးကြီးကိစ္စတွေများကိုအနေချင်းလေးမဟာဘုတ်အကျွင်းကဏ္ဍဖြင့်ဆရာပြောကြပေးမယ်မဟာဘုတ်တစ်ခုချင်းမှာအချီးရင်းမှာကန့်ခေတယ်ငွေရှားတာခက်ရခက်ခဲပင်မမနဲ့ရှားဝေရတယ်ကြာလာပရိသားသမီးရဲ့အင်္ဂါသားသမီးရဲ့တောက်ကြသားသမီးရဲ့စနေသားသမီးများချစ်ရင်တော်တေးပေမဲ့တနင်္လာသားသမီးရဲ့တနင်္ဂနွေသားသမီးရဲ့ဗုဒ္ဓဝူသားသမီးများချစ်ရင်ပိုဆိုးစီတယ်အရှိရင်မှာပညာရေးနဲ့ဆိုင်တော်တော်ကိုဒါခက်ရခက်ခဲပေါ့မလွယ်ဘူးပေါ့ဝေရှားရတဲ့ခက်ရခက်ခဲပင်မမနဲ့ရှာဖွေရတယ်နော်တ냐တွေအတူတူရှာလို့မရဘူးပေါ့ဒါမဟာဖို့တကင်းပါမဟာဖို့6ခုချင်းကိုဆရာထပ်ပြီးပြောကြပေးမယ်မဟာဘုတ်6ခုချင်းမှာလည်းခုနလိုပဲအချစ်ရင်းမှာကန့်ခေတယ်ငွေရှားရတာခက်ခဲတယ်ပေါ့ဗုဒ္ဓဝူသားသမီးတို့တနင်္ဂနွေသားသမီးတို့ကြာလာပရိသားသမီးတို့အင်္ဂါသားသမီးများချစ်ရင်တော်သေးပေမဲ့စနေသားသမီးတို့တောက်ကြသားသမီးတို့တနင်္လာသားသမီးများချစ်ရင်ပိုဆိုးရဲ့အချစ်ရင်းမှာတွညရင်နဲ့ဆိုင်တော်တော်ကိုမလွယ်ကူဘူးပေါ့အချစ်ရင်းမှာကန့်ခေတယ်ပေါ့ခက်ခဲတယ်ပေါ့ဝေရှားလာတဲ့ခက်ရခက်ခဲပေါ့ပင်မမနဲ့ရှာဖွေရတယ်အလွယ်တကူရှာလို့မရဘူးပေါ့ဒါကမဟာဘုတ်6ချင်းပါခုနှစ်ရက်သားသမီးမိတ်ဆွေများအားလုံးကျမ်းမာလို့ချမ်းသာကြပါစေဘေးဥပ္ပအန္တရာယ်တွေတဲ့ကင်းစင်ကြပါစေ